ရာဂေနအဘိဗုဒ္ဓပရိယာဒိဏစိတ်တောအတ္တဗျာပါရာယပိစေတိတိပရဗျာပါရာယပိစေတိတိဥပယဗျာပါရာယပိစေတိတိစေတတိကံပိဒုက္ခဒေါမနတံပတိတံဝေတေတိအဓိပ္ပာယ်ကဘာပြောလို့ဆိုတော့လူတယောက်မှာယာကတွေလွှမ်းလာပြီးလောဘတွေကြီးလာပြီးဆိုလို့ရှိရင်တဲ့အတ္တဗျာပါရာယပိစေတိတိမိမိကိုယ်ကိုဆင်းရဲအောင်ကြံစီစဉ်းစားလာတယ်တဲ့အံ့ဩစရာပါပဲเนาะယာကလွှမ်းလာပြီးလောဘကြီးလာပြီးဆိုရင်ဘသူကိုဆင်းရဲအောင်ကြံစီလာတယ်တော့ကိုယ့်ကိုယ်ဆင်းရဲအောင်ကြံစီလာတယ်တဲ့တတ္တဝါတိုင်းအတ္တသမပေမာနတိမိမိကိုယ်ကိုအချစ်ဆုံးလို့လူတိုင်းကြားဖို့ပါတယ်ဟုတ်လားအဲ့ဒီအချစ်ဆုံးကောင်းစေခြင်းဆုံးလို့ဆိုရတဲ့မိမိကိုယ်တိုင်ကိုပဲဆင်းရဲလာအောင်လောဘလွှမ်းလာပြီဆိုရင်ကြံစည်လာတယ်တဲ့ဟုတ်လားပရဗျာပါရယပိစီတေတိတပါးသောသူတွေဆင်းရဲဖို့အတွက်ကြံစည်စဉ်းစားလာတယ်တဲ့လောဘကြီးလာပြီဆိုလို့ရှိရင်နော်ဒါတွေမကဘူးတဲ့စေတသိကံပိဒုက္ခဒေါမနတံပဋိတံဝေတေတိတဲ့စိတ်ထဲမှာခံရခက်တဲ့မတတ်တာတဲ့ဒုက္ခဒေါမနတဝေဒနာတွေကိုလည်းပဲခံစားသွားရတယ်တဲ့ဟောလောဘဖြစ်လာပြီဆိုလို့ရှိရင်ဒါမြတ်စွာဘုရားပထမစကားလေးနဲ့ပြောထားတယ်နော်လောဘဖြစ်လာပြီဆိုရင်တည့်အချက်မိမိကိုယ်ကိုဆင်းရဲဖို့အတွက်ကြံစည်လာတယ်သူတစ်ပါးဆင်းရဲဖို့အတွက်ကြံစည်လာတယ်ဒါတွေမကဘူးစိတ်ထဲမှာလည်းပဲခံရခက်တဲ့ဒုက္ခဒေါမနတဝေဒနာကိုခံစားရတယ်လောဘဖြစ်ရင်စိတ်ထဲမှာခံရခက်တယ်လို့ပြောလိုက်တာပါပဲဒါအဖြောင့်ပြောရင်အဲ့လိုပြောရမှာနော်ဒါကလည်းပဲဦးဇင်းတို့ပိဿပေါင်းသူတော်ကောင်းတို့အထူးသဖြင့်စိတ်ဓာတ်နုပဒနာသတိပဋ္ဌာန်ကမ္မဋ္ဌာန်းများကိုစီးပြန်နေကြဆိုရင်တော့ပူပြီးတော့ဒီစကလုံးကိုခံစားလို့လည်းရမယ်နားလည်းပူပြီးတော့လဲမယ်ပေါ့နော်စိတ်ထဲမှာလောဘဖြစ်ရတာမတတ်တာဘူးဆိုတာကိုလောဘဖြစ်နေတဲ့အခိုက်အတန့်မှာတကယ်မိအောင်ထိအောင်ကြည့်နိုင်မယ်ဆိုလို့ရှိရင်လောဘဟာမတတ်တာတဲ့သဘောရှိပါလားဆိုတာသူ့ရဲ့ပင်ကိုယ်သဘာဝတစ်မျိုးကိုမသိနိုင်ဘူးလားသိနိုင်တယ်နော်ဒါကမှတော့ဦးဇင်းတို့ကတတိမရှိတဲ့အခါကျတော့လောဘတွေကလည်းဖြစ်နေတာအဲ့ဒီလောဘကကိုယ့်ကိုဘယ်လိုနှိမ့်ဆက်တယ်ဆိုတာကိုလည်းအသေးစိတ်ကိုကမသိဘူးဘာလို့မသိတာတော့ဆိုတော့သူ့ကိုမျက်စိတောက်ထောက်ကြည့်နေတဲ့သဘောမရှိတဲ့အတွက်ကြောင့်ဟုတ်ရလားဒါကြောင့်ပထမပြောလိုက်တယ်နော်လောဘလွှမ်းလာပြီဆိုရင်ကိုယ့်ကိုဆင်းရဲဖို့သူတစ်ပါးကိုဆင်းရဲဖို့ကြံစည်လာတယ်ပြီးရင်စိတ်ထဲမှာလည်းပဲဒုက္ခဒေါမနတခံရခက်တဲ့ဆင်းရဲတဲ့သဘောကိုခံစားရတယ်ဒါရင်လားဆိုတော့မကသေးဘူးတဲ့ရာဂေနအဘိဗုဒ္ဓပရိယာဒိဏစိတ်တောကာယေနဒုစိတံစရတိဝါစာယဒုစိတံစရတိမနတဒုစိတံစရတိယာကလွှမ်းလာပြီဆိုရင်လောဘတွေကြီးလာပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာကာယေနဒုစိတံစရတိတဲ့ကိုယ်နဲ့လည်းပဲမကောင်းတာတွေကိုလုပ်တတ်တယ်တဲ့ဝါစာယဒုစိတံစရတိတဲ့နှုတ်နဲ့လည်းပဲမဟုတ်တာတွေကိုပြောတတ်တယ်တဲ့မနတဒုစိတံစရတိစိတ်နဲ့လည်းပဲမတင့်တော်တာတွေယုံညံ့တာတွေအောက်တန်းကြတာတွေကိုတွေးတတ်တယ်တဲ့ပြောရရင်ဒုစရိုက်တရားတွေကိုလွန်ကျူးမိတတ်တယ်ပေါ့ယာကကြီးရဲ့လောဘကြီးရဲ့ဟုတ်လားအဲ့လိုဆိုလို့ရှိရင်ဒုစရိုက်တရားတို့ရဲ့အကျိုးပေးရာဘုံဘဝဘုံဌာနကိုလည်းရောက်သွားနိုင်တယ်ပေါ့ဒါကဦးဇင်းတို့ဒုတိယစကားပိုင်းနဲ့မြတ်စွာဘုရားပြောပြတဲ့လောဘရဲ့အပြစ်နောက်တတိယစကားပိုင်းနဲ့မြတ်စွာဘုရားဗာပြောတာတော့ဆိုတော့ရာဂေနအဘိဗုဒ္ဓပရိယာဒိဏစိတ်တောအတ္ထထံပိယထာဘူတံနဗ္ဗဇာနာတိပရထံပိယထာဘူတံနဗ္ဗဇာနာတိယာကတွေလွှမ်းလာပြီးတမဲ့မောမှုတွေအာကြီးလာပြီးလောဘတွေလွှမ်းလာပြီးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာအတ္ထထံပိမိမိရဲ့အကျိုးစီးပွားကိုလည်းပဲနဗ္ဗဇာနာတိကောင်းကောင်းမသိနိုင်တော့ဘူးတဲ့ယထာဘူတံဟုတ်ဒီတိုင်းမှန်ဒီတိုင်းဆိုတာလေးကပါသေးတယ်ဟုတ်လားလောဘကြီးလာပြီဆိုရင်ကိုယ့်ရဲ့အကျိုးစီးပွားကိုမှန်မှန်ကန်ကန်မသိနိုင်တော့ဘူးပရထံပိယထာဘူတံနဗ္ဗဇာနာတိတဲ့သူတော်ရဲ့အကျိုးစီးပွားကိုလည်းပဲမှန်မှန်ကန်ကန်မသိနိုင်မမြင်နိုင်တော့အဲ့တော့ဦးဇင်းတို့အကျိုးစီးပွားကိုမှမှန်မှန်ကန်ကန်မသိနိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီအကျိုးစီးပွားကိုရအောင်လုပ်နိုင်မဲ့အနေအထားမျှော်မှန်းလို့မရတော့ဘူးပေါ့ဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီလိုအပြစ်တွေရှိတဲ့အတွက်ကြောင့်လောဘဖြစ်เสียကျုံလာပြီဆိုလို့ရှိရင်ငါရဲ့စိတ်ထဲလောဘတွေမဝင်ပါစေတည်းလို့ကြံစည်စဉ်းစားပြီးတော့စိတ်ကိုတတိနဲ့အကာအကွယ်ဆောင်ရှောက်လုပ်ထားရမယ်